တင်ကတနေရာကိုပထမဆုံးရောက်သွားပြီးအဲ့နေရာကိုရောက်ဖူးပြီးသားဖြစ်နေတယ်လို့ခံစားဖူးပါသလားအဲ့ဒီလိုဖြစ်တဲ့ခံစားချက်ကိုဒေဂျာဗူးလို့ခေါ်ပါတယ်ဒေဂျာဗူးဆိုတာကတော့ပြင်သစ်ဘာသာစကားဖြစ်ပြီးမြင်ဖူးပြီးသားလို့အဓိပ္ပာယ်ရပါတယ်သိပ္ပံပညာရှင်တွေကတော့ဒါဟာအုံနောက်ကအတွေ့အကြုံတစ်ခုကိုအမှတ်တရတစ်ခုလို့မှားယွင်းတဲ့အချိန်မှာဖြစ်ပေါ်တယ်လို့ယူဆကြပါတယ်တခါတလေမှအုံနောက်ကအရာတစ်ခုကိုအလွန်လင်းမြန်စွာပြုလုပ်သည့်အတွက်အဲ့ဒီအရာကိုအတွေ့အကြုံတစ်မဟုတ်ဘဲအမှတ်တရတစ်ခုလို့ခံစားရစေပါတယ်အခြားသူတေသနတွေကလည်းဒါဟာအုံနောက်ကအမှတ်တရအမှားများကိုစစ်ဆေးနေတဲ့လှုပ်ဆောင်ချက်တစ်ခုလို့ပြောကြပါတယ်နောက်တစ်ခါသင်ကဒီလိုမျိုးခံစားရတယ်ဆိုရင်ဒါဟာတဘာသူညလွန်ဖြစ်ရတစ်ခုမဟုတ်ပဲဖြစ်လေဖြစ်ထားရှိတဲ့ဦးနောက်ရဲ့လှုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်တကယ်လို့သင်ကသင်ဤစားဟောင်းနဲ့တွေ့ပူးတဲ့နေရာမှာဒေဂျာဗူးလိုခံစားချက်မျိုးရတယ်ဆိုရင်တော့ဒါဟာဒေဂျာဗူးမဖြစ်နိုင်ပါဘူးနော်စတယ်ဂျာလို့ခေါ်တဲ့ခံစားချက်တစ်ခုဖြစ်နိုင်ပါတယ်နော်စတယ်ဂျာအကြောင်းကိုတော့နောက်ဗီဒီယိုမှာပြောပြသွားပါမယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်